နေပူတော့ထမင်းစားခြင်းသိမရှိတာနဲ့ပိုးလူကချစ်ချင်းဆက်ဆက်ဟင်းရည်လေးလှုပ်တော့ပါမယ်။ဘိုင်းအစာခံအောင်လို့ဝါဥခောက်ဆွဲဟင်းရည်လေးလှုပ်တော့မှာပါ။ဟင်းရည်လေးကပူပူဆက်ဆက်လေးနဲ့တော်တော်လေးကို fresh ဖြစ်ပါတယ်။နွေရာသီအတွက်ချက်ရတာလည်းအရန်မခက်ပါဘူးလွယ်ပါတယ်။အရင်ဆုံးကြက်ရိုးလေးတွေကိုပြုတ်ထားမှာပါဟင်းရည်လေးပိုပြီးတောက်လို့ကောင်းအောင်လို့ပါ။ကြက်ရိုးတွေကိုကြက်သွန်ဖြူရဲ့ဂျင်းရဲ့တခါတည်းထည့်ပြုတ်ပါမယ်။ပူပူဆက်ဆက်လေးဖြစ်အောင်လို့ဂျင်းလေးကိုတော့နည်းနည်းများများလေးထည့်ပါမယ်။ပြီးသွားရင်တော့ဝါဥကြာစံနဲ့ကစုံရက်လေးတွေကိုအစင်သစ်လုပ်ထားပါတယ်။ဝါဥကြာစံကိုလည်းအများကြီးမထည့်ပါဘူးနည်းနည်းလေးပဲထည့်တာပါ။ဟင်းရည်တွေပွက်လာရင်တော့ငရုတ်ကောင်းမုံလေးထည့်လိုက်ပါတယ်။ပြီးတော့ရင်တော့စားနဲ့ကြက်သားမုံနည်းနည်းထည့်ပါတယ်။ကြက်ရိုးတွေကြက်လာပြီဆိုရင်တော့ဝါဥကြာစံလေးထည့်လိုက်ပါတယ်။ကြာစံတွေကြက်လာရင်တော့ကစုံရက်တွေထည့်လိုက်ပါတယ်။ကစုံရက်ထည့်ပြီးခဏနေရင်တော့ချက်ချင်းပဲအိုးကိုချလိုက်ပါတယ်။အရွက်ကလေးကိုစိမ့်စိမ့်လေးထားခြင်းလို့ပါ။ဟင်းရည်လေးကတော့ရပါပြီဘာမှမခက်ပါဘူး။မြန်လဲမြန်ပါတယ်ချက်ရတာ။ချက်ရိုးလေးတွေနဲ့မို့လို့ဟင်းရည်ကတော်တော်လေးကိုချိုပါတယ်။ချိုမွေးမွေးလေးပါ။ဒါပေမဲ့ပိုးလူကဒီနေ့မှာတော့ပူပူဆက်ဆက်လေးစားကျင်တာမို့လို့ငပီထောင်းထည့်စားမှာပါပိုးလူငွေဆောင်ကနေဝယ်လာတဲ့ငပီထောင်းလေးရှိပါတယ်အဲ့ဒီငပီထောင်းလေးကအဆက်အရသာလဲပါပြီးသားမို့လို့ထည့်စားလိုက်ရင်ဆက်လဲဆက်ပါတယ်အချင်းအရသာလေးလဲပါခြင်းလို့တံမြာသီးလေးညှစ်လိုက်ပါတယ်ချင်းချင်းဆက်ဆက်လေးနဲ့အရန်ကိုစားကောင်းပါတယ်ထိုင်းအရသာလေးနဲ့တူ